NSR အတွက်နလဘဘနှစ်ကောသိမ်းပြီးချန်ပီယံဆုယူတော်မယ်စေကြီးရနေတို့ပရိသတ်များတော်မင်္ဂလာများရွှေရော IMAX ခွန်ရှိကိုအေဂျင့်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်းစေကြီးရတို့ကတော့လှပတဲ့သွင်းကောင်းနဲ့အတူ NSR အသင်းကို Sorry Pro လေးအမှတ်ပေးစရာတိတ်ကိုပို့ဆောင်ပေးလိုက်ပြီးဖြစ်ပါတယ်ညကစားခဲ့တဲ့ NSR နဲ့ ARSN တို့ရဲ့ပွဲမှာ NSR အသင်းက၄ဂိုးကိုမရှိဆိုတဲ့ပြတ်သားတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့ပြီးအမှတ်ပေးစရာထိတ်ဆုံးနေရာကိုပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်ဒါရဒိုနေနဲ့နှစ်ပွဲအထိ Sorry လိတာဝန်ရှိသူတွေကိုစံနာပြတပိတ်မှောက်ပေးအောင်ပြန်လာချိန်မှာအကောင်းဆုံးခြေစွမ်းကိုဆက်တိုက်ပြသပြီးဂိုးတွေသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲက NSR အတွက်တကယ်ကိုရေးပါတဲ့ပွဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မပေးစရာထိတ်ဆုံးကအိမ်တွေကအမှတ်ရနေချိန်မှာဒီပွဲကိုအနိုင်ရမှသာဇာတ်ထိတ်ကိုတက်လှမ်းနိုင်မှာဖြစ်လို့ပါ။ပွဲစစချင်း21စက္ကန့်မှာနေရိုဒကပေါ်လီကန်ချန်နဲ့ဂိုးပေါက်ချင်းချောက်ခဲ့ပေမဲ့ ARSN ကိုသမားကာဝယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲကစားချိန်73မိနစ်မှာတော့ Kingsley ကိုမန်ရဲ့ဖန်လေးပေးမှုကနေရိုဒကလှလှပပကန်သွင်းပြီးဂိုးပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဒီဂိုးကရိုဒအတွက်အသက်30ကျော်ပြီးနောက်ပိုင်းသွင်းယူခဲ့တဲ့ဂိုးပေါင်း900ပြည့်မြောက်သွားတဲ့ထူးခြားတဲ့သမိုင်းဝင်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ပွဲကစားချိန်မိနစ်30မှာတော့ဂျာအိုဖီလီရဲ့လှပတဲ့ထိုးဖောက်ပေးမှုကနေတဆင် Kingsley ကိုမန်က NSR အတွက်ဒုတိယဂိုးကိုအပိုင်းပိတ်သွင်းယူပေးခဲ့တာကြောင့်ပရိုင်မာနဲ့ NSR က2ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း NSR ကပဲပွဲကိုအလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ပွဲစားချိန်89မိနစ်မှာတော့ဘရာဇီးလူငယ်ကစားမအင်ဂျယ်လိုကကွင်းလက်ကနေတကူတော်ဆွဲပြေးပြီး ARSN ခန်စစ်ကစားမ4ယောက်လောက်ကိုကြော်ဖြတ်ကအဆင့်မြင့်သွင်းယူခဲ့တာကြောင့်3ဂိုးကိုမရှိဖြစ်သွားခဲ့ပါတယ်။ပွဲပြီးကန်ဒီ80မိနစ်မှာတော့Redoကပဲကိုမန်ရဲ့ဖန်တီးပေးမှုကနေသူ့ရဲ့ဒုတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ဒီဂိုးဟာသူ့ရဲ့ကစားမဘွား964ဂိုးမြောက်ဖြစ်လာခဲ့ပြီးဂိုးတောင်ပြေးဖို့အတွက်36ဂိုးသာလိုပါတော့တယ်။ဒီပွဲမှာ NSR အသင်းသားတော်တော်များများခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ Redoကတော့ပွဲရဲ့အကောင်းဆုံးကစားမဖြစ်ခဲ့ပြီးဂိုးသွင်းဆက်ကြီးအဖြစ်ဆက်ရှိနေတာကိုပြသခဲ့ပါတယ်။ဒါ Redo အနေနဲ့နှစ်ပွဲဆက်ပွဲစဉ်အကောင်းဆုံးကစားမစုကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Redo ကအသက်40နှစ်ရှိနေပြီဖြစ်ပေမဲ့သူ့ရဲ့တိုက်စစ်ပိုင်းနေရာယူမှုနဲ့ဂိုးသွင်းစွမ်းရည်ကတော့နှုတ်ပြနေစေပါပဲ။ဒီပွဲမှာသူဟာအသင်းအတွက်အများဆုံးကန်ချက်9ချိန်ထိရှိခဲ့ပြီး9ချိန်ကဂိုးပေါက်တည်ခဲ့ပါတယ်။သူဟာ NSR အတွက်အခုရသည့် Sorry ပွဲစဉ်19ပွဲမှာသွင်းဂိုး20အထိသွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့် NSR အသင်းအားရမှတ်55မှတ်နဲ့မပေးစရာရဲ့ထိပ်ဆုံးကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ဒါကြောင့် NSR အနေနဲ့လက်ချန်ရာသီကိုအမှားရမရှိကစားနိုင်မယ်ဆိုရင်ချန်ပီယံဖြစ်နိုင်ပြီပဲဖြစ်ပါတယ်။ Redo ကအသက်30မတိုင်ခင်မှာ463ဂိုးသွင်းယူခဲ့တာဖြစ်ပြီးအသက်30ကနေ42နှစ်အထိမှာတော့900ဂိုးထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကစားမတော်တော်များများရဲ့တသက်တာသွင်းဂိုးထက်တောင်မှပိုများနေတာပါ။သူရဲ့အသက်30ကျော်သွင်းဂိုးတွေကတော့ Real Madrid မှာ162ဂိုး NSR 118ဂိုးဂျမန်နဲ့100ဂိုးပေါ်တူဂီရေးစင်60ဂိုးမန်ချက်စတာယူနိုက်တက်28ဂိုးတို့ဖြစ်ပါတယ်။ Redo အနေနဲ့ကစားမဘွားကိုအသက်30နောက်ပိုင်းမှာစရင်တော့ထိပ်တန်းကစားသမားကြီးတက်ပိုကောင်းနေဦးမှာဖြစ်ပါတယ်။ဆယ်ကြီးနေနဲ့ဂိုးထောင်ပြေးဖို့36ဂိုးပဲလိုတော့တာမို့ဒါ2026ခုနှစ်အတွင်းပြင်းမြောက်သွားဖို့ရရှိနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲဒီနေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။